မင်္ဂလာပါ The Goddess Tarot နဲ့ Mizu Serenity မှာ Mizu ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာ Law of Attraction တို့စွမ်းငင်ခြင်းနေရာမှာတို့ Manifestation နဲ့ပတ်သက်တဲ့နောက်ထပ် knowledge လေးတစ်ခုကို Mizu ပြောပြချင်ပါတယ်ခုလိုဗီဒီယိုလေးတွေကိုစိတ်ဝင်စားရဲဆိုရင် Mizu ရဲ့ TikTok လေးကိုရော Facebook page လေးပါ like and follow လေးလုပ်ထားလို့ရတယ်တင်ထားပေးတဲ့ဗီဒီယိုလေးတွေကို playlist အလိုက်ကြည့်ချင်လို့ရှိရင်တော့ YouTube မှာကြည့်လို့ရပါတယ်เนาะ Mizu တင်ပေးခဲ့တာကြာပါပြီ2019ကတည်းကပါရှာကြည့်လို့ရပါတယ်YouTube မှာတော့ Goddess Tarot by MZ နာမည်နဲ့ဖြစ်ပါတယ်เนาะ Okay အဲ့တော့ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကကြတော့ energy is everywhere ဆိုတဲ့အကြောင်းလေးကိုMizu ပြောချင်တာပါเนาะ Law of Attraction မဲ့ခေါ်နောက်ပြီးတော့ universe လို့ပဲနာမည်တက်ကိုကြိုက်တယ်လို့နာမည်တက်ပေါ့เนาะအဓိကကတော့ energy ဆိုတာကနေရာတိုင်းမှာရှိပါတယ်Mizu တို့တွေဆိုတာ energetic beings တွေဖြစ်တယ်ထိတွေ့ကင်တွယ်လို့ရတဲ့စုပ်ကင်လို့ရတဲ့ energy level တစ်ခုမှာရှိနေတဲ့ energy beings တွေဒါကြောင့်မလို့ထိတွေ့လို့ရတာဖြစ်တယ်ထိတွေ့လို့မရတဲ့တခြား energy frequencies တွေဟာဘာတွေရှိလဲဆိုရင်ထွက်လာတဲ့စကားတွေနောက်အတွေးတွေနောက် feelings တွေ emotions တွေနောက်အလင်းတွေအသံတွေဒါတွေအကုန်လုံးကကင်တွယ်လို့မရဘူးထိတွေ့လို့မရဘူးဒါပေမဲ့energy frequency ကြိမ်နှုန်းတွေအသီးသီးရှိကြတယ်တစ်ခုနဲ့တစ်ခုမတူလို့ဒါ form ပုံစံတွေမတူတာနောက်ပြီးတော့အလင်းဆိုရင်ပိုမြန်တယ်လေအဲ့လိုမျိုးပေါ့နော်အတန်ဆိုလို့ရှိရင်လည်း frequency ကအနှိမ့်အမြင့်နော်အနှိမ့်မြင့်အတက်အကျအဲ့လိုပဲကိုယ့်အတွေးတွေစကားတွေကောင်းတဲ့ positive vibration တွေကောင်းတဲ့အတွေးတွေမကောင်းတဲ့ခံစားချက်တွေမကောင်းတဲ့စကားတွေဒါတွေမှလည်းသူ့ energy frequency အသီးသီးရှိကြတယ်ပြီးတော့လူတွေကတဲ့human ကတဲ့ transmitter နဲ့ receiver တဲ့เนาะဆိုတော့ human ကလူတွေက antenna တိုင်းလိုပဲပေါ့နော် energy တွေကို transmit လုပ်နိုင်တယ် transmit ဆိုတာဖြန့်ကျက်ပြီးတော့ energy တွေပို့နိုင်တယ်လို့မျိုး energy တွေကိုလည်းလက်ခံနိုင်တယ်ဒါကိုမျက်စိရှိနဲ့မမြင်ရလို့ energy တွေကမရှိဘူးလို့ပြောလို့မရဘူးပေါ့နော်အဲ့တော့တစ်ဖက်လူအဲ့တော့ကိုနဲ့ပတ်သက်နေတဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေအရာဝတ္ထုတွေစီက energy ကိုကနေပြီးတော့လက်ခံနိုင်တယ်လို့မျိုးကိုစီက energy တွေကိုလည်းတစ်ဖက်လူတွေကိုပို့နိုင်တာမျိုးမတိလိုက်မတိဘာသာနဲ့ဖြစ်စေ intention ရှိနဲ့ဖြစ်စေပို့နိုင်တာမျိုးတွေရှိတယ်အဲ့တော့ law of attraction တို့ဘာတို့စွမ်းငင်ခြင်းနေရာမှာဆိုတာအဲ့လိုမျိုး energy ဘိုင်းဆိုင်ရာကိုအသုံးချပြီးတော့အသုံးပြုပြီးတော့အဲ့လို energy ဘိုင်းဆိုင်ရာထုတ်လွှတ်မှုတွေပို့လွှတ်မှုတွေကိုအသုံးချပြီးတော့ကိုလိုချင်တဲ့အရာတွေကိုရလာအောင်လို့ဒါကျင့်တဲ့ဟာတွေလေနော်လုပ်တဲ့နည်းလမ်းတွေလေနော်အဲ့လိုပဲ energy ဆိုတာကတော့ every human beings every living things everything မှာ energy ရှိတယ်နော်ဒါကြောင့်မလို့တနေ့ကိုဘာတွေထုတ်လွှတ်နေလဲဆိုတာအရင်အရေးကြီးပါတယ် energy တွေဟာအပူကူးတယ်ဆိုတဲ့စကားကြားဘူးတယ်မလားအပူတွေကူးတယ်လို့ပဲ energy တွေကတယောက်နဲ့တယောက်ကူးလို့မှုရှိတယ်ဆက်သွယ်မှုရှိတယ်ထိတွေ့မှုရှိတယ်အဲ့တော့ကိုကတနေ့ positive ဖြစ်တဲ့စကားတွေကိုနေ့တိုင်းပြောမယ်ဆိုရင်ကိုထုတ်လိုက်တဲ့ energy တွေက positive ဖြစ်လာမယ်အဲ့ခါကြလို့ရှိရင်အဲ့ဒီထုတ်လွှတ်လိုက်တဲ့ energy တွေကတန်ပြန်လာတဲ့လူတွေရဲ့ actions တွေနောက်ပြီးတော့ပစ္စည်းတွေအရာဝတ္ထုတွေအဲ့ဒီအရာတွေအကုန်လုံးကလည်း positive ဖြစ်တဲ့ဘက်ကိုပို့ပြီးတော့ရောက်လာတယ် positive things တွေပြန်ရတယ်ကိုကတနေ့ကိုမကောင်းတဲ့စကားတွေပေါ့နော်ပြောဆိုပြီးတော့စိတ်တွေတို့ဒေါသတွေထွက်လူတွေကိုမကောင်းမြင်တစ်ချိန်လုံးကိုက negative things တွေပဲပို့လွတ်နေလို့ရှိရင်ကိုပို့လွတ်တဲ့ energy တွေရဲ့ law of attraction ရဲ့တုံ့ပြန်မှုလေ likes attracts likes ဆိုတာနောက် law of correspondence ဆိုတာလည်းအဲ့တိုင်းပဲပေါ့ universal laws တွေ12 laws တွေကတခုမှလည်းကိုထုတ်လွတ်လိုက်တဲ့ energy တွေအရာတုံ့ပြန်မှုကဘာဖြစ်လာမလဲဆိုရင်မကောင်းတဲ့ energy တွေမကောင်းတဲ့လူတွေရဲ့မကောင်းတဲ့ dark side တွေသူများမှာကောင်းတယ်ငါကြတော့ဘာလို့ဒီလိုလုပ်လဲဆိုတာမျိုးအဲ့လိုမျိုးမကောင်းတဲ့ dark side ဆိုတာတခါလေတကယ်ကိုမကောင်းတဲ့လူတွေမကောင်းတဲ့အရာဝတ္ထုတွေနော်နောက်ပြီးတော့မကောင်းတဲ့အဖြစ်ပြက်တွေမကောင်းတဲ့ sequence တွေဖြစ်စဉ်တွေအကုန်လုံးကိုယ်စီမှာလာဖြစ်တယ်ဒါကြောင့်မလို့ဘယ်တော့မှကိုငါကဘာလို့ကန်ဆိုးနေရလဲငါကအမြဲတမ်းကန်ဆိုးတယ်ငါကဒီလိုမျိုးတွေအမြဲတမ်းဖြစ်နေတယ်လို့မပြောနဲ့လို့ပြောတာဘာလို့ဆိုကိုယ့်ရဲ့စကားတွေမှာ power ရှိတယ်နော်အဲ့ဒီအတွက်ကြောင့်မလို့ကိုယ့်စီကထုတ်လွှတ်နေတဲ့ energy တွေဟာမတိလိုက်မတိဖာသာနဲ့စကားတွေရတော့၎င်းအတွေးတွေရတော့၎င်းဒါ feelings တွေရတော့၎င်းနေတိုင်းကို energy တွေထုတ်လွှတ်နေပါတယ်ကိုယ်တိုင်ကလည်းသူများစီက energy တွေကိုလက်ခံရရှိပါတယ်ပတ်ဝန်းကျင်ကိုပြောင်းလို့မရပါဘူးကိုယ်မှာရှိတဲ့ energy တွေကိုထုတ်လွှတ်နေတာတွေပြောင်းခြင်းအပြင်တံပြန် result တွေကိုပြန်ရပါတယ်ချက်ချင်းတော့ရကြမှာရမယ်ဥပမာကိုကတစ်သက်လုံးမကောင်းတဲ့စကားတွေပြောလာပြီးတော့မနေ့ပြန်တစ်ပတ်ခါလောက်2ရက်လောက်မှာကောင်းတဲ့စကားတွေရွတ်လို့နော်ကောင်းတဲ့အတွေးတွေတွေးလို့တော့ပတ်ဝန်းကျင်တစ်ခုလုံးကချက်ချင်းတော့ပြောင်းလာမှာမဟုတ်ဘူးကိုတစ်သက်လုံး build up လုပ်ခဲ့တဲ့တစ်သက်လုံးတိဆောက်လာခဲ့တဲ့မကောင်းတဲ့အရာတွေကို
မကောင်းတဲ့အရာတွေကိုချက်ချင်းတော့ overnight တော့ပြောင်းလဲလို့မရဘူးလေနော်ဒါပေမဲ့ကိုက keep on doing it လှုံရင်းနဲ့တဖြည်းဖြည်းနဲ့เนาะအပြောင်းလဲတွေကိုတွေ့လာပါလိမ့်မယ်ဒါကြောင့်ဒီနေ့ကစပြီးတော့ကို့အတွေ့တွေကိုသတိထားကြည့်ပါကိုပြောတဲ့စကားလေးတွေကိုသတိထားကြည့်ပါပြီးတော့ကိုစီကထုတ်လို့နေတဲ့ energy တွေသတိထားကြည့်ပါဘယ်လိုမျိုးပြောင်းလဲတွေဖြစ်လာလဲ take notes လေးတွေထဲမှာမှတ်ထားပါ Okay အားလုံးပဲဒါကတော့ knowledge sharing videos လေးလုပ်ပေးတာပါ law of attraction နဲ့ပတ်သက်တဲ့ secrets of the universe ဆိုတဲ့သင်တန်းရော manifestation course လေးရောမျိုးစုဖွင့်ပါတယ်စိတ်ဝင်စားရဲဆိုရင် Facebook page မှာတစ်ချက်စုံစမ်းပေးပေါ့နော်အားလုံးပဲနောက်ထပ် video တွေကြတော့မျိုးစုတို့ပြန်လည်ဆုံတွေ့ကြမယ်နော်